ဒီမိန်းကလေးဟာမြင်းပုံလေးတစ်ပုံဆွဲနေတာကိုတော့ဘေးကဖြတ်သွားတဲ့အတန်းဖော်တွေရဲ့အထင်သေးတာကိုခံခဲ့ရပါတယ်သူမကတော့ဒေါသကိုအောင့်အဲသီးခံခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာတော့သူမရဲ့မြင်းမဲလေးကိုတစုံတစ်ယောက်ကဖမ်းဆီးပြီးစပွဲတင်စာတောက်လုပ်ပြစ်မယ်လို့ပြောဆိုနေတာကိုအမှတ်မထင်ကြားလိုက်ရပါတယ်ဒါကိုသူမလုံးဝခွင့်မလွတ်နိုင်ပါဘူးသူတို့ကတောင်းပန်ဖို့နေတတာပို့ပြီးတော့တောင်လှောင်ပြောင်ခဲ့ကြပါတယ်ဒါကြောင့်စိတ်ဆိုးသွားတဲ့မိန်းကလေးကသူတို့ကိုမျက်ပင်တွေထဲရောက်သွားအောင်တွန်းပစ်လိုက်ပါတယ်တကယ်တော့ဒီစကားတွေဟာအခြေမြင့်မရှိတာမဟုတ်မှန်သူမသိနေပါတယ်မြင်းလေးကျင့်ပေးသူဖြစ်တဲ့သူမရဲ့ဦးလေးကိုယ်တိုင်တောင်နှီးမျိုးစုံနဲ့ကြိုးစားခဲ့ပေမဲ့ဒီမြင်းမဲလေးကဘသူ့ကိုမှအနာမကတ်ခံပါဘူးဒါပေမဲ့သူမတယောက်ကိုတော့ညှင်းဆန်ခြင်းမရှိပါဘူးဒီမြင်းလေးဟာသူမရဲ့တူးလေးတော့တငယ်ချင်းဖြစ်နေလို့ပါပဲမိန်းကလေးကမြင်းလေးရဲ့ကံကြမ္မာကိုကယ်တင်ဖို့အတွက်ဘာပဲဖြစ်ဖြစ်တင် जा ပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူမအကျိုးကိုစကိုင်လိုက်တာနဲ့မြင်းလေးကပြင်းပြင်းထန်ထန်ရုန်းကန်ပါတယ်ဒါကြောင့်မိန်းကလေးကမြင်းဆက်ကျိုးကိုသူမရဲ့ခေါင်းမှာအရင်ဆုပ်ပြီးမြင်းလေးရဲ့ယုံကြည်မှုကိုရယူခဲ့ပါတယ်ဒီတစ်ခါမှာတော့မြင်းလေးကဆက်ကျိုးကိုလက်ခံသွားပါတယ်သူမကမြင်းလေးကိုကွင်းပြင်ထဲမှာဥဆောင်ပြီးပြေးလွှားပြတဲ့အခါလူတိုင်းအံ့အားသင့်သွားကြပါတယ်မြင်းလေးကအရန်ကိုရင်ပါသွားတာကြောင့်မိန်းကလေးဟာမြင်းလေးရဲ့တင်နန်းဆရာမဖြစ်လာပါတယ်ဦးလေးရဲ့လမ်းညွှန်မှုနဲ့အတူမြင်းကုန်းကြီးတင်ဖို့စူးစမ်းပေမဲ့စောင်းလေးတစ်ထည်တင်တာကိုတော့မြင်းလေးကပြင်းပြင်းထန်ထန်တုတ်ပြန်ပါတယ်သူမအထက်ထက်အခါခါစူးစမ်းပြီးအချိန်ချင်းရှုံးနေခဲ့ပေမဲ့အရှုံးမပေးခဲ့ပါဘူးရာသီဥတုဆိုးရွားနေရင်တောင်သူတို့နှစ်ဦးလေ့ကျင့်မှုကိုမရပ်နားခဲ့ပါဘူးမုန်တိုင်းတွေကြားထဲမှာပဲမြင်းလေးဟာသူ့ကြောပေါ်ကခံစားချက်ကိုတဖြည်းဖြည်းကျင့်သားရလာပါတယ်နောက်ဆုံးမှာတော့မိန်းကလေးဟာကုန်းကြီးတင်နိုင်ခဲ့ပြီးအပြေးပြိုင်ပွဲအတွက်လေ့ကျင့်မှုတွေစတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဦးလေးဖြစ်သူကလေ့ကျင့်ပေးဖို့စူးစမ်းတဲ့အခါမှာတော့မြင်းလေးဟာရုတ်တရက်ထိတ်လန့်ပြီးပြေးထွက်သွားပါတယ်ဦးလေးဟာမြေပြင်ပေါ်ကိုလွင့်စင်ကျသွားပြီးမိန်းကလေးကအမြန်ပြေးသွားပြီးကာကွယ်ပေးခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲဦးလေးကဘာမှမဖြစ်ခဲ့ပါဘူးမိန်းကလေးဟာအရန်ကိုစိတ်ပြတ်အားလျော့သွားပါတယ်မြင်းလေးကသူမရဲ့ခံစားချက်ကိုရိပ်မိပြီးသူမကိုသူ့ကြောပေါ်တက်ဖို့အချက်ပြပါတယ်မိန်းကလေးဟာမြင်းတစ်ခါမှမစီးဘူးပေမဲ့တဦးပေါ်တဦးယုံကြည်မှုနဲ့ပထမဆုံးအကြိမ်တက်စီးခဲ့ပါတယ်သူတို့နှစ်ဦးဟာခြံစည်းရိုးကိုကြောဖြတ်ပြီးကျေပြောလာတဲ့မြက်ခင်းပြင်ကြီးထဲမှာပြေးလွှားခဲ့ကြပါတယ်ဒါပေမဲ့အတွေ့အကြုံမရှိဘဲပထမဆုံးစီးတာဖြစ်လို့သူမဟာကောက်ရိုးပုံတွေကိုပြုတ်ကျသွားခဲ့ပါတယ်စိုးရိမ်နေတဲ့ဦးလေးကိုကြည့်ပြီးသူမကတော့မြင်းလေးကိုပိုကောင်းအောင်လေ့ကျင့်ပေးနိုင်တော့မယ်ဆိုပြီးပြုံးနေခဲ့ပါတယ်မိန်းကလေးဟာမြင်းစည်းကျွမ်းကျင်ဖို့အပြင်းထန်ကြိုးစားပါတယ်အစပိုင်းမှာခဏခဏပြုတ်ကျပေမဲ့ဦးလေးစီမှာတေချာတင်ယူခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူမဟာမြင်းလေးကိုတယောက်တည်းစီးနိုင်လာပြီးပင်လယ်ကမ်းခြေထိဒုံဆိုင်နေနိုင်ခဲ့ပါတယ်သူတို့နှစ်ဦးဟာတဦးရဲ့နှလုံးသားထဲတဦးရောက်ရှိသွားပြီးအရေးကြီးဆုံးတည်ရှိမှုတွေဖြစ်လာခဲ့ပါတယ်ဒါပေမဲ့မတော်တဆမှုတစ်ခုကသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပစ်လိုက်ပါတယ်ရာသီဥတုအေးလာတာကြောင့်မြင်းစရက်မှာအပူပေးဆက်ဖွင့်ထားရပါတယ်ဒါပေမဲ့မြင်းထိန်ကဖုံးကြည့်နေရင်အပူပေးဆက်ပိတ်ဖို့မေ့သွားတာကြောင့်မီးလောင်မှုဖြစ်သွားပါတော့တယ်ကံကောင်းထောက်မစွာနဲ့ပဲမြင်းမဲလေးကနှိုးလိုက်လို့မိန်းကလေးနိုးလာခဲ့ပါတယ်သူမဟာမီးတောက်တွေကြားထဲကနေမြင်းလေးကိုဘေးကင်းရာကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မြင်းကမီးကိုကြောက်တာကြောင့်ရှေ့မတိုးပဲဖြစ်နေပါတယ်ဒါနဲ့မိန်းကလေးကသူမရဲ့အင်ဂျီကိုချွတ်ပြီးမြင်းလေးရဲ့မျက်လုံးကိုဖုံးအုပ်ပေးလိုက်ပါတယ်ဦးလေးနဲ့ဝန်ထမ်းတွေရဲ့အကူအညီနဲ့မြင်းတွေအားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်မိန်းကလေးကတော့ကြောက်လန့်လွန်းလို့တုံရင်နေတော့မှာပဲဒါပေမဲ့ပိုင်ရှင်ကလေ့ကျင့်ပြီးသားမြင်းတွေအားလုံးကိုရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်မိန်းကလေးကမြင်းလေးကိုဝယ်ချင်ပေမဲ့ပတ်စံမရှိပါဘူးသူတို့နှစ်ဦးအတင်းအကျပ်ခွဲခွာလိုက်ရပါတယ်မြင်းလေးဟာရက်ဆက်တဲ့ကုမ္ပဏီတစ်ခုစီရောင်းချခံလိုက်ရပြီးနေညမနာအလုပ်လုပ်ရတာကြောင့်နောက်ဆုံးမှာမောဟိုက်ပြီးလဲကျသွားပါတော့တယ်သတင်းထောက်တွေကဒါကိုတွေ့ရှိသွားပြီးကုမ္ပဏီရဲ့မြင်းတွေအပေါ်နှိပ်စက်မှုကိုဖော်ထုတ်လိုက်ပါတယ်မြင်းကုန်တယ်တွေလည်းအဖမ်းခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲမြင်းလေးဟာရင်းနှီးနေတဲ့အရေးတစ်ခုကိုတွေ့လိုက်ရပါတယ်မိန်းကလေးဟာသတင်းကိုမြင်ချင်းမြင်းလေးမှန်းသိလိုက်တာကြောင့်ချက်ချင်းပဲလိုက်လာခဲ့တာပါမိန်းကလေးကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတဲ့အခါမှာပဲမြင်းလေးဟာဒါဟာတကယ်ပဲဆိုတာယုံကြည်သွားပါတော့တယ်မိန်းကလေးဟာမြင်းလေးကိုအရင်စရက်ဟောင်းစီပြန်ခေါ်လာခဲ့ပါတယ်အခုတော့အဲ့ဒီနေရာကိုအစ်စ်ပြန်လဲတိစောက်ထားပါပြီသူမဟာမြင်းလေးကိုပြန်ရှာပါမယ်ဆိုတဲ့ကတိကိုမမေ့ပဲနှွေးထွေးတဲ့အိမ်လေးတစ်လုံးဖန်တီးပေးခဲ့ပါတယ်